တော်တော်တစ်ခါမဲ့ကြိုက်တဲ့လူကြီးမင်းတို့အတွက်တောင်းကလာပါစနေရက်ကပြင်ဆင်မိသားတိုက်သေးလေးတစ်ခန်းကိုဒီနေ့မိတ်ဆက်ပေးပါမယ်ရှင်အခန်းလေးကသူ့မင်္ဂလာလမ်းကနေတစ်စစ်ချိုးသာဝင်ရပြီးပဒေတာဈေးနီးမှာကြီးရှိရပဲဖြစ်ပါတယ်အကျယ်ဝန်းကတော့18ပေ54ပေရှိပြီး3လလေးတင်ဖြစ်လို့အတက်အဆင်းလည်းအဆင်ပြေပါတယ်ကိုရိုင်းနေဖို့အတွက်ပဲဖြစ်ဖြစ်ဝယ်ထားပြီးပြန်ငားဖို့ပဲဖြစ်ဖြစ်ဈေးကောင်းရနိုင်မဲ့အခန်းလေးတစ်ခန်းမှာပဲရှင်တစ်ခန်းလုံးကိုပါကီအပြည့်ခင်းထားပြီးအိတ်ခန်းနှစ်ခန်းဖွဲ့စည်းပေးထားပါတယ်နေရာကတီဗီစီးတစ်ခုလည်းအသင့်တက်ဆင်ပေးထားပါသေးတယ်။အလားစင်မိဆိုင်တွေအပြင်အလားပကြီးကားတွေလည်းပါဝင်လာကြောင်းအလားစင်စရာတိတ်မလိုတော့ပါဘူး။ပရင်းတကားတိုင်းမှာလည်းလိုက်ကအထူတွေတက်ဆင်ပေးထားပြီးမိဖို့ကြောင့်ကိုခပ်ပြီးနဲ့အပြည့်စုံနဲ့ပြင်ဆင်ပေးထားပါတယ်။ရေချိုးကမ်းမှာလည်းရေပူရေအေးဆက်ပါဝင်ပါသေးတယ်။လူကြိုက်များတဲ့အရှိအလက်အခန်းလေးဖြစ်တဲ့အပြင် BCC အတွက်လည်းငွေချမ်းပေးအောင်ပါပါရှင်။အခုညီမပြသွားပေးတဲ့အခန်းလေးရဲ့ဈေးနှုန်းကတော့3190ပဲဖြစ်ပါတယ်ရှင်။စိတ်ဝင်စားလို့အသေးစိတ်သိရှိလိုရဲဆိုရင်တော့ Green Heights Property ရဲ့ချက်ပေါက်ကနေဖြစ်ဖြစ်ဖော်ပြထားတဲ့ဖုန်းနံပါတ်တွေကိုဖြစ်ဖြစ်အချိန်မီဆက်သွယ်မိမြတ်နိုင်ပါတယ်ရှင်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။